Hello အားလုံးပဲမင်္ဂလာပါရှင် Victoria K page မှာအကျိုးဆိုပါရယ်ဒီနေ့ကတော့ဇီထဲမှာငရက်ကောင်းလက်လက်ဆက်ဆက်လေးတွေ့လို့ချက်စားဖြစ်ပါတယ်ရှင်ချက်ပုံလေးကိုလိုက်ကြည့်ပေးကြပါအောင်ရှင်ဒါကတော့ရေတချဆေးထားတဲ့ငရက်ကောင်းတွေကိုစားဓာတ်ရှိချုံမုံစနင်းမုံတို့ထည့်ပြီးတော့နေထားတာပါရှင်ဒါကတော့ငရက်ကောင်းချက်ဖို့အတွက်ပါဝင်ပစ္စည်းလေးတွေပါခရမ်းညင်သီးကိုရေဆေးပြီးတော့လှီးထတာပါရှင်ဒါကတော့မယမ်းပြား6ပါဒါကတော့ငရုတ်သီးစိမ်းကိုလှီးထတာပါရှင်ဒါကတော့ရှင်းနံရွက်ပါရှင်အရင်ဆုံးဒဲအိုးကိုပူအောင်လုပ်ပြီးတော့စီထည့်လိုက်ပါမယ်ရှင်ပြီးရင်ကျစ်သွန်ဖြူကျစ်သွန်နီကြိတ်ထားတာလေးကိုထည့်ပြီးတော့စီတက်လိုက်ပါမယ်ရှင်ကျက်သွန်အဖြူနီးစီတက်ထားတာလေးမွေးလာပြီဆိုရင်စနွတ်မုံရဲ့အယောင်တင်မုံရဲ့ထည့်လိုက်ပါမယ်ရှင်ပြီးရင်ခရမ်းညင်သီးလေးထည့်ပြီးတော့အရသာလေးရှိသွားအောင်ဓာတ်ရှိချုံမုံရဲ့စားရဲ့ထည့်လိုက်ပါမယ်ရှင်ပြီးရင်တေချာလေးမွေလိုက်ပါမယ်ဒါကတော့ခရမ်းညင်သီးတွေကိုကြေသွားအောင်တည်ချာလေးချက်နေတာဖြစ်ပါတယ်ရှင်ခုဆိုရင်ခရမ်းညင်သီးတွေကတော်တော်လေးကြေနေပါပြီရှင်ခရမ်းညင်သီးအနစ်တွေစီပြန်လာပြီဆိုရင်ငါးကောင်းလေးတွေကိုထည့်ပြီးတော့အရသာဝင်သွားအောင်သေချာလေးမွေပေးလိုက်ပါမယ်ရှင်ပြီးရင်အဖုံးလေးပိတ်ပြီးတော့ခဏလေးချက်လိုက်ပါမယ်ရှင်ဟုတ်ကဲ့ခုဆိုရင်ငါးကောင်းထဲမှာအရသာတွေစိတ်ဝင်သွားပါပြီရှင်ရေနဲ့ငယ်ထည့်ပြီးတော့အချင်းတက်လေးရအောင်မယမ်းပြားလေးပါထည့်လိုက်ပါမယ်ရှင်ငရက်ကောင်းဟင်းလေးပွက်ဆူလာပြီဆိုရင်ရှင်းနဲ့ငရုတ်သီးစိမ်းလေးကိုအုပ်လိုက်ပါမယ်ရှင်ဟုတ်ကဲ့ခုဆိုရင်ငရက်ကောင်းဟင်းလေးရသွားပါပြီရှင်အရန်အရသာရှိပါတယ်လိုက်လှုပ်စားကြည့်ပါနော်အန်တီခင် page လေးကိုလည်း like and subscribe လုပ်ပေးကြပါအောင်ရှင်ကျေးဇူးအများကြီးတင်ပါတယ်